ကျွန်တော်တို့နေရာကိုလက်ထက်ကြတဲ့အခါတအိုးတအိမ်ထူထောင်တာအကောင်းဆုံးလို့ကျွန်တော်တို့တွေးခဲ့ကြတယ်ဒါပေမဲ့လည်းဗျာပတ်ဝန်းကျင်ကလုံခြုံစိတ်ချမှုရှိမနေပြန်ပါဘူးအိမ်ကောင်းကောင်းလေးတစ်လုံးထိမ့်သိမ်းရတယ်မလွယ်ပါဘူးအိမ်ကရောင်းထွက်သွားပြီဆိုတော့ပြောင်းဖို့မတို့ဘက်ကဒီလကုန်ထိပဲစောင့်နေနိုင်မယ်အဲ့ဒါမတို့ဘက်ကကြိုတင်ပြင်ဆင်လို့ရအောင်လို့လာပြောပြတာလုံခြုံစိတ်ချရပြီအရေးကြပေးသွင်းလို့ရမယ်အိမ်လေးတစ်လုံးလောက်ပိုင်ဆိုင်ရရင်ကောင်းပါပဲအိမ်ခဏခဏပြောင်းသွားလဲပြင်ပန်းလိုက်တယ်လူချင်းတဲ့အိမ်ကလည်းခုထဲတီကိုမရအောင်ကဲအိမ်တွေခဏခဏပြောင်းရပြီလူချင်းတဲ့အိမ်လည်းမရလို့စိတ်ညစ်နေပြီမလားလုံခြုံစိတ်ချမှုအပြည့်ရှိပြီး facility အစုံ interior design အမိုက်စားတွေနဲ့အဆင့်နဲ့မြင့်မြင့်နေထိုင်လို့ရမယ့်အိမ်မျိုးသားစဉ်မျိုးဆက် generation အဆင့်ဆင့်လက်ဆင့်ကမ်းနေထိုင်နိုင်မယ့် Nine Group Capital နဲ့ Grand Landmark Development တို့မှာအင်ယာစီမံကိန်းများစွာကို KBZ Home Loan နဲ့အေးကြပေးသွင်းပြီးဝယ်ယူလို့ရနေပြီလေNine Group Capital Company Limited ကမြန်မာပြည်မှာသက်တမ်းကြာမြင့်စွာတည်ရှိခဲ့တဲ့အတွက်ယုံကြည်မှုခိုင်မာမှုရရှိထားတဲ့ developer ဖြစ်ပါတယ်ရှင်။ညီမတို့ဒီမှာဆိုလို့ရှိရင် luxury condominium နဲ့ mini condominium နဲ့ luxury resident အပြင်အခြားသော project များစွာနဲ့အကောင့်တွေခေါ်နေပါတယ်ရှင်။ညီမလေးဒီကွန်ဒိုကျောင်းလေးလည်းနည်းနည်းရှင်းပြပေးပါ။ဟုတ်ကဲ့ဒါလေးဟာဆိုလို့ရှိရင် Harold Rango luxury condominium project လေးပဲဖြစ်ပါတယ်ရှင်။ဒီ project လေးကရန်ကုန်မြို့ရဲ့မြို့လေကောင်ဖြစ်တဲ့အချက်ချာကြတဲ့စူးလီမှာတည်ရှိတာပဲဖြစ်ပါတယ်။ဒါလေးရဆိုလို့ရှိရင်မိသားစုတွေအတွက်လုံခြုံစိတ်ချမှုရှိစေပြီးတော့ interior design ကိုလည်း customer တွေစိတ်တိုင်းကြစေမဲ့အဆင့်မြင့်မြင့် luxury ဆန်းဆန်းဖန်တီးဆောက်လုပ်ထားတာပဲဖြစ်ပါတယ်ရှင်။အကိုတို့ရွေးချယ်တဲ့ပုံမှာမူတည်ပြီးတော့မှအခန်း room type မျိုးစားအများကြီးရှိပါတယ်ရှင်။ HOY ဟာဆိုလို့ရှိရင်စူးလီဖျားလန်းနဲ့အနော်ရထား32လမ်းတောင်မှာတည်ရှိပြီးတော့အထက်အနေနဲ့ဆိုရင်တော့73ထပ်ပါဝင်ပြီးအလွာတလွာစီတိုင်းမှာအခန်းပေါင်း8ခန်းပါဝင်ပါတယ်ရှင်။ကားပါကင်အနေနဲ့ကတော့ basement 1, 2နဲ့ ground floor မှာဖြစ်ပြီး private lift တွေလည်းထည့်ပေးထားပါတယ်ရှင်။ rooftop area မှာတော့ facility အနေနဲ့ swimming pool, gym ပါဝင်ပြီးတော့ sauna room ကိုလည်းကြားမှခွဲပေးထားပါတယ်ရှင်။ installment အနေနဲ့ကတော့ down payment 30% to 50% ထိပေးချေထားပြီးတော့ကျန်ငွေကိုတော့12လ, 18လ, 24လအတွင်းပေးချေနိုင်ပါတယ်ရှင်။ဘဏ်လုံးနဲ့ဆိုရင်တော့ကမ္ဘောဇဘဏ်နဲ့ချိတ်ဆက်ပြီးတော့မှ15နှစ်ထိအရစ်ကျပေးသွင်းနိုင်ပါတယ်ရှင်။ကြိုက်တဲ့လေရောက်တွေလည်းယူလို့ရအဆင်ပြေပါကိုကြိုက်တဲ့ room type ကိုယူလို့ရတော့စီပြေ။ဟုတ်ယူလို့ရရှိတယ်နေရာလေးတော့အများကြီးပြောင်းလဲသွားပြီနော်ဒီနေရာလေးကကိုယ့်ရဲ့ဖိနေမိဘွားစားရတဲ့နေရာလေးလေကိုရိုနီယာဘွားလေးဒီနေရာလေးမှာပဲစားလိုက်ရပြီနော်လုံခြုံစိတ်ချတဲ့မိသားစုဘဝအတွက် Nine Group Capital နဲ့ Grand Landmark Development တို့ရဲ့အင်ယာစီမံကိန်းများစွာရှိရနော်။